အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းလင်းတင်ပြချက်လေးမှာတော့ဥပဒေအမှန်တရားနဲ့အာဏာကိုအာခံခြင်းတို့ကြားကတကယ်ကိုနှဆိုင်လာတဲ့ဝီရော်ဒီတစ်ခုအကြောင်းကိုရေးမစ်တေပေါ်အခြေခံပြီးဆွေးနွေးသွားကြပါမယ်ကဲဒီစိတ်ဝင်စားစရာကောင်းတဲ့စန့်ကျင်မဲ့အထက်လေးကိုစပြီးကြည့်လိုက်အောင်ကိုရှုံးနေမယ်ပြီးတော့ထောင်နှံကြားခံရဖို့ကလည်းရာခိုင်နှုန်းပြည့်သေးချနေပြီဆိုတဲ့အခြေအနေမျိုးမှာဘာလို့များတရားစွဲဆိုမှုတွေလုပ်နေကြသေးတာလဲတကယ်ကိုစဉ်းစားစရာပါပဲဒီမေကုန်းကိုဖြေနိုင်ဖို့ဒီနေ့အစီအစဉ်မှာအပိုင်း6ပိုင်းခွဲပြီးလေ့လာသွားပါမယ်၁အနိုင်မရနိုင်တဲ့တိုက်တွဲ၂ပါရဟေဂျီယာလို့ခေါ်တဲ့အကြောက်တရားကင်းမဲ့တဲ့စကား၃ဆက်သွယ်ရေးစွမ်းအားအဖြစ် lawfare ၄အမှန်တရားဖော်ထုတ်သူတွေရဲ့စိတ်ပညာ၅တမိုင်းအမွေရဲ့ဝန်ထုတ်ဝန်ပိုးနဲ့နောက်ဆုံး6အမြဲတမ်းတည်ရှိမဲ့အများပြည်သူဆိုင်ရာမှတ်တမ်းဆိုပြီးဖြစ်ပါတယ်အပိုင်း၁အနိုင်မရနိုင်တဲ့တိုက်ပွဲရင်းမြစ်ချက်လက်တွေရပြောရရင်မြန်မာနိုင်ငံကကိုမောင်မောင်လို့ခေါ်တဲ့လူငယ်ရှိနေတူဟာအာနာမသိမ့်မီကာလမှာဒေတာကုတ်ကဲရေးမှုတူကိုတရားလက်လွတ်တပ်ဖြတ်မှုနဲ့တရားစွဲဆိုခဲ့ပါတယ်တပ်တွေတွေကလည်းအလွန်အမြင့်ကြောက်ရွံ့နေကြသလိုတရားရုံးတွေကလည်းအကတိလိုက်စားနေတဲ့အခြေအနေမှာပေါ့အမှုနိုင်မှုလုံးဝမဖြစ်နိုင်ဘူးဆိုတာသိနေတဲ့အခြေအနေမှာတော့မှသူကရွာသားတွေစီကကြမ်းကျင်လာရယူတဲ့ကျူတူပုံရိပ်တွေနဲ့အတီးပြုတဲ့မှုခင်စေးပညာရှင်ကိုတက်တည်ထွက်ဆိုခိုင်းတဲ့စသဖြင့်စနစ်တကျနဲ့ခိုင်မာတဲ့အထောက်ထားနဲ့တိစောက်ခဲ့တဲ့လုပ်ငန်းစဉ်တွေကိုကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်။ဒါဟာတကယ်ကိုပြောင်းပြောင်းလွန်လဲတိစောက်မှုတစ်ခုပါမယ်။ဒါပေမဲ့ရလက်ကတော့ဘာဖြစ်သွားလဲ။အမှုကိုပလတ်လိုက်ပြီးတမှုကလည်းဘာဖြစ်တယ်မှမခံရပြီးမြင်ရှင်းနေဖြစ်သူကိုမောင်မောင်ကတော့ဖမ်းဆီးခံရပြီးအခုဆိုထောင်နှံအနည်း20ချမှတ်ခံထားတယ်လို့မှတ်တမ်းတွေကဆိုပါတယ်။ဒါကိုကြည့်ရင်ဒီလိုလုံးရက်ဒီဟာဘယ်လောက်တောင်ကြီးမားတဲ့အသက်အန္တရာယ်နဲ့ရင်းရတယ်လဲဆိုတာတိတာထင်ရှားနေပါတယ်။အပိုင်းနဲ့ပါရဒီဇာနဲ့အကြောင်းတရားကင်းမဲ့တဲ့စကားကဲဒီလိုအသက်နဲ့ရင်းပြီးကိုချိုးစွန်းရဲ့အဖုအမှုတွေကိုပညာရေးဆိုင်ရာ theory တွေခနဲ့ဘယ်လိုရှင်းပြထားလဲဆိုတာစကြည့်ရအောင်။ယမစ်စာသားဒီမှာမိုက်ကယ်ဖူကိုရဲ့ theory ကိုကားထားပါတယ်။သူကဒီလိုတရားဆွဲဆိုမှုမျိုးကို paratial လို့သတ်မှတ်ပါတယ်။အဓိပ္ပာယ်ကတော့တေးနိုင်တဲ့အန်ဒီယေရှိမှန်အပြည့်အဝသိနေရတဲ့အကြောက်တရားကင်းမဲ့စွာအမှန်တရားကိုပြောဆိုတဲ့လုပ်ရတစ်ခုလို့ဆိုလိုတာပါ။ဒီဖြစ်စဉ်ကို Jargon Habermas theory နဲ့ဆက်ဆက်ကြည့်ရင်ပိုပြီးရှင်းလင်းသွားပါလိမ့်မယ်။ဥဒေဆိုတာချက်ချင်းအနိုင်ရှုံးပေါ်ဖို့ထက်ဘယ်တော့မှဖျက်ဖြစ်လို့မရတဲ့သမိုင်းမှတ်တိုင်းတစ်ခုကိုဖန်တီးလိုက်ခြင်းအပြင်လူမှုအသက်အဝင်ပြောင်းလဲရေးအတွက် Jargon နဲ့မြေတစ်ခုဖြစ်လာတယ်လို့သူကသုံးသပ်ထားတာပါ။အပိုင်း3ဆက်သွယ်ရေးစွမ်းအားအဖြစ် lawfareအခုဆိုရင်အားနေတဲ့သူတွေဟာဖြစ်တန်ကင်းလုတ်ခွင့်ကိုစိန်ခေါ်ဖို့အတွက်လက်ရှိဥပဒေပေါင်းတွေကိုလက်နက်တစ်ခုလိုဘလို့အသုံးပြုကြသလဲဆိုတာဆက်လက်လေ့လာကြည့်ပါမယ်။ဒီညမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ရှိပါတယ်။ရိုးရှင်းတဲ့ဘောပင်တစ်ချောင်းနဲ့ဥပဒေပြဋ္ဌာန်းချက်တွေကိုအသုံးပြုပြီးအင်အားကြီးမားတဲ့စီးရဲဖွဲ့အစည်းတစ်ခုအပေါ်ကြီးမားတဲ့ဆက်သွယ်ရေးစွမ်းအားရန်တရားတွေအဖြစ်ဘယ်လိုပုံဖော်ထားလဲဆိုတာပါပဲ။ဒါကို lawfare လို့ခေါ်တယ်။ရုပ်ပိုင်းဆိုင်ရာအင်အားမရှိချိန်မှာပြိုင်ပတ်ရဲ့ဂုဏ်တက်ခါကိုထိခိုက်စေဖို့ဥပဒေကိုအသုံးချတာပေါ့ဒီနိုင်ရှင်ချက်ဇယားလေးကိုကြည့်လိုက်ရင်အရေးကြီးဆုံးအချက်ကရှင်းလင်းသွားပါလိမ့်မယ်။တရားစွဲဆိုမှုဟာတရားရုံးမှစီရင်ချက်မရခဲ့ပါဘူး။ဒါပေမဲ့တစ်ဖက်ကနေကြည့်ရင်ကျူးလွန်သူရဲ့ခုံတိခါကိုထိခိုက်စေခဲ့ပြီးအမှန်တရားကိုကပါအနက်သိရှိစေတဲ့နေရာမှာတော့လုံးဝကိုအောင်ရင်ခဲ့ပါတယ်။တမိုင်းမှာအနိုင်ရသွားလောက်ပေါ့။အပိုင်း၄အမှန်တရားဖော်ထုတ်သူရဲ့စိတ်ပညာအခုဆိုရင်ဒီလိုမျိုးကြီးမားတဲ့အန်ဒီရဲတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲသူတွေရဲ့အတွင်းစိတ်ပဋိပက္ခဂျာမမို့စိတ်ပိုင်းဆိုင်ရာတွန်းအားတွေကိုလေ့လာဖို့လိုအပ်လာပါပြီစိတ်ပညာသူတည်တနာတွေကတော့လူအများယူဆထားတဲ့ရိုးရှင်းတဲ့ရဲရင်မှုဆိုတဲ့အချက်ကိုစိန်ခေါ်ထားပါတယ်လေ့လာသိရှိချက်တွေရအမှန်တရားပြောဆိုသူတွေဟာအာဏာပိုင်တွေရဲ့ချင်းချောက်မှုတွေအပေါ်ဇီဝကမ္မဆိုင်ရာတုံ့ပြန်မှုတော်တော်လေးအားနည်းကြတယ်လို့ဆိုပါတယ်သူတို့ရဲ့ဥနောက်အလုပ်လုပ်ပုံကပုံမှန်နဲ့နည်းနည်းကွဲပြားနေနိုင်တာပေါ့ဒီဒါကြောင့်ပိတန်ခရရင်တောင်မြင်မာတဲ့ကိုကျင်တရားဆိုင်ရာကျင့်တဲ့မှုကိုခန်းစားရလိမ့်ရှိပါတယ်ဥပမာအနေနဲ့ကျွန်တော်မှနောင်တာမရှိဘူးဆိုတဲ့အကျဉ်းထောင်လက်ကကိုမမောင်ရဲ့စကားကိုပဲကြည်ပါဒီစကားကသုတသနာတွေမှာဖော်ပြထားတဲ့အတိုင်းအမှန်တရားဖော်ထုတ်သူတွေခန်းစားရတဲ့မြင်မာတဲ့ကိုကျင့်ညဆိုင်ရာကျင့်မှုဆိုတာကိုအပြည့်အဝကိုစားပြုနေပါတယ်ကိုဘဝတစ်ခုလုံးပြည့်စည်သွားနိုင်တဲ့အခြေအနေမျိုးကိုရင်ဆိုင်နေရချိန်မှာတော့မှပေါ့အပိုင်းကတမိုင်းအမွေရဲ့ဝန်ထုတ်ဝန်ပိုးဒီအချက်ကကျွန်တော်တို့ရှင်းလင်းတင်ပြချက်ရဲ့အဓိကအချက်ဖြစ်တဲ့နှဆိုင်လာတဲ့ကိုချင်းတရားဆိုင်ရာအချက်အသေးစီကိုဦးတည်သွားစေပါတယ်ဒီနေရာမှာခဏလေးရပ်ပြီးကျွန်တော်တို့အလုံးစဉ်းစားကြည့်ကြရအောင်ပါကိုချင်းတရားဆိုင်ရာဂျင်းနမှုနဲ့တမိုင်းမှန်တဲရောက်မှုရဲ့တစ်ခုထွန်းနဲ့ဒီလောက်အသက်နဲ့ရင်ရတဲ့ပေးဆက်မှုမျိုးကတကယ်ပဲတန်သလားတခါတည်းမှအခုလိုမတက်မတာဖြစ်မှုနဲ့ဒွိဟာဖြစ်မှုတွေကအသိဉာဏ်ဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်လိုအပ်တဲ့အစိပ်ပိုင်းတစ်ခုပါပဲ
ရင်းမြစ်တင်မှာအလေးပေးဖော်ပြထားတာကတော့အနာဂတ်မျိုးဆက်တွေကဒီတမိုင်းမှတ်တမ်းကိုဖတ်ရှုကြလိမ့်မယ်လို့မျှော်လင့်ခြင်းဟာဘယ်လိုမှမကြော်လွှားနိုင်တဲ့အခက်အခဲတွေကြားထဲမှာတောင်ရှင်းဆက်ထုတ်ခိုင်မာတဲ့ရည်ရွယ်ချက်ကိုဖြစ်ပေါ်စေတယ်ဆိုတာပါပဲအမှုတွဲဖိုင်ဒီဖက်စီခံရရင်တောင်မှထက်ဆိုချက်တွေကတော့ကြံရက်နေအောင်ပါပဲလीအပိုင်း6အမြဲတမ်းတည်ရှိမဲ့အများပြည်သူဆိုင်ရာမှတ်တမ်းကဲဒီလေလာသုံးသက်ချက်တွေကနေကျွန်တော်တို့လူအဖွဲ့အစည်းအပေါ်ဘလို့တက်ရောက်မှုရှိလဲဆိုတာအချင်းချုပ်ကြည့်အောင်ဒီလိုကြီးမားတဲ့ပေးဆက်မှုတွေကအုတ်ချုပ်ရေးစနစ်တစ်ခုကိုချက်ချင်းကြီးပြောင်းလဲတော့စေနိုင်မလားဆိုတာကျွန်တော်တို့အသေးချာမပြောနိုင်ပါဘူးဒါပေမဲ့တေချာတာတစ်ခုကတော့တမိုင်းမတန်ရဲ့အတွက်အမှန်တရားကိုရဲရဲဝံ့ဝံ့ပြောဆိုသူတွေကိုအကာအကွယ်ပေးနိုင်မှသာတကယ်နေပြောတဲ့လူဖွဲ့စည်းတစ်ခုဖြစ်လာမယ်လို့ရင်းမြစ်ကအကောက်ချက်ချထားပါတယ်နှုတ်ဆိတ်နေမှုကိုညှင်းဆန်ခြင်းဟာအမြင့်မြတ်ဆုံးတာဝန်ပါပဲဒီပညာရပ်ဆိုင်ရာမိုးပေါင်းတွေကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအသုံးချခုဆိုရင်ချက်ချင်းအနိုင်ရောက်ဖို့ဆိုတဲ့အတွေ့ကိုခဏဖယ်ထားပြီးရေရှင်းမှာမှန်ကန်တည်ကြည်တဲ့လုပ်ရက်တွေမှတ်တမ်းကောင်းတဲ့အဖေချန်ထားနိုင်မှုပဲကိုပြောင်းလဲရှုမြင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ယနေ့ပဲစမ်းကြည့်လိုက်ပါနောက်ဆုံးအနေနဲ့ဒီမေခွန်းလေးကိုတွေးကြည့်စေချင်ပါတယ်ကျွန်တော်တို့လူဖွဲ့စီကချင်ရခေမဲ့တမိုင်းမှတ်တမ်းဟာဘေးကင်းဆိုတာလိုက်လျောနေထိုင်ခဲ့တဲ့မှတ်တမ်းဖြစ်မလားဒါမှမဟုတ်အကြောက်တရားကင်းမဲ့တဲ့အမှန်တရားကိုပြသမလားဆိုတာပါပဲဒါဟာကျွန်တော်တို့ကိုပိုင်ဆက်သွယ်ရေးစွမ်းအားနဲ့တမိုင်းအမွေတွေအကြောင်းဆက်လက်တွေးတောဖို့ချရိတ်ထားခဲ့တဲ့မေခွန်းတစ်ခုပါဒီနေ့ရှင်းလင်းတင်ပြချက်မှာအလွန်အရေးကြီးတဲ့ပညာရပ်ဆိုင်ရာစာသားလီနဲ့တမိုင်းပင်မှာတန်းတီကိုအတူတပါလေ့လာပေးခဲ့လိုက်တဲ့ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးလေ့လာစူးစမ်းလို့စိတ်တည်ရှန့်တန်နေပါစေ